အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မကျူကဝတ်သားမဆလာတော့ချက်လေးချက်ပြမှာဖြစ်ပါတယ်ဗီဒီယိုလေးလိုက်ကြည့်လိုက်ရအောင်ကြက်သွန်အနီလေးကိုစီတက်ပါဂျင်းကြက်သွန်ဖြူမြုပ်တိပတ်အကျန်းပတ်ထည့်ထားတဲ့ဟာလေးကိုထည့်ပေးပါခရမ်းညင်ဒီအတုံတုံလေးတွေလီထားပေးပါပြီးရင်တော့စီးထားတဲ့ဝတ်သားတွေကိုထည့်ပြီးတော့တမအောင်မွေးပေးပါမွေးလာပြီဆိုရင်စားလေးအနည်းငယ်ထည့်မယ်အသားမုံလေးထည့်ပါကလေးငံပြာကြီးတုံးထားပါတယ်ရှင်ဒီတစ်ခါမှာမကျူရတော့ဟင်းချိုမောင်အနည်းငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့ဆွီတီမဆလာလေးနှစ်စုံထည့်ပေးပါမဆလာချက်ဖြစ်လို့မဆလာလေးကိုနှစ်စုံထည့်တာဖြစ်ပါတယ်ပြီးရင်တုံးထားတဲ့ခရမ်းညင်သီးလေးထည့်ပါပြီးရင်တော့တမနေအောင်မှွေပေးပါရှင်အနံ့လေးမွေးလာပြီဆိုရင်ရေလေးထည့်ပြီးတော့အုပ်ထားပေးပါနာရီဝက်လောက်အုပ်ထားပါမယ်နော်15မိနစ်လောက်နေရင်အဖုံးလေးကိုဖွင့်ပြီးရှမ်းနံနံလေးဖြူထည့်လိုက်ပါပြီးရင်အဖုံးလေးပြန်အုပ်ပါနောက်ထပ်15မိနစ်နေလို့ရှိရင်အဖုံးလေးကိုဖွင့်ပြီးအသားလေးအီမီစမ်းကြည့်ပါရှင်အသားလေးလည်းအီပြီဆိုတော့အိုးလေးကိုချလို့ရပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာတွေ့မယ်နော်ဘိုင်ဘိုင်